အမန်းလေးမျိုးလို့သိပါတယ်ဟာအိုးဝေးလားဟမ်အိုးကိုတို့အဝတ်သားတော့ဝေးလား အိုးဝေလားလို့မေးတာ ကိုရပေးလားမတော့ ကိုလေကျွန်တော်ဘယ်သားရင်လိုက်ပို့ပေးမယ်ကိုပြောတာ ဩပုံစံကြရတက်စီသမားနေမှာပါ ကိုနဲ့ဟိုကဈေးကျော်ကောင်းလားဈေးကျော် ဈေးတော့ရမ်းဆို3နိုင်လောက်သွားရအောင်ပါဗျကျွန်တော်အိုးနဲ့လိုက်ပို့ပေးမယ်လေ အဲ့တော့ဝေးရလား ဝေးသေးတယ်ကိုက ဘာမှရောက်ပြီဆို အာလို့သေးတယ်3နိုင်လောက်တော့စီးအောင် ဆောပြလာဟောမယ်ပေါ့ဆောပြပြန်နေလေကျွန်တော်လိုက်ဖို့ပဲ9000တော့ပေးလိုက်ဗျာ9000လို့တာရန်ကုန်သားတွေ ဆယ်ကုန်သားကွာ ရင်းနေလို့မရဘူးဒီကောင်ဆိုစစ်လေးနေတော့အရာဝတန်းရ ဟုတ်တယ် လက်ပါလားရောက်ကို အဆိုးတော်လေးများဖြစ်နေ နားလေလား ရုပ်ရေကုန်သားရုပ်ပေါက်ပါလေကိုဈေးပေးကြည့်ဗျာ ဒီဒီတော့900ကြီးလား ဘာတော့ဘာလို့လဲသေးတွေရောက်ကြီးနေ3000နဲ့ကွာဘယ်ရအောင်စီလေးတွေအကြီး2000တော့ပေးလိုက်ဗျာ2000မစိုးဘူးဗျအဲ့လေအောင်ရှုံးလေးဖြုံညောင်းနေ တိုက်လေရတယ် အဲ့လိုက်လားဘယ်တက်ပါဟောဒီဘက်တက်ဟုတ်ရတော့โอเคဟာဒါခုနငါတို့ရောက်တဲ့နေရာကြီးမလား မဟုတ်တာဈေးကျော်ဖြစ်ပါလိမ့်မယ် ဟာရောဘာတွေပြောနေဟောမရငါတို့ပြောခဲ့တဲ့ကားဒီမှာဟုတ်လို့လားဟုတ်တယ်ရောငါတို့ဂျင်းထဲသွားပြီလားမသိပါဘူးကွာပြောတော့ရန်ကုန်သားတဲ့လူလေဟုတ်တယ်လေမင်းလည်းပါဇက်ပါရွာရောက်တယ်ဘာဘိုးကြီးကမာလိုက်ပြီလားမေးစမ်းပြီးသွားမယ် ဟာတပတ်မပြေဘူးလေတော့လေတဲ့ပြောကြတယ်မင်းရှာနေအခုချိန်မတွေ့သေးဘူးလား အော်မတွဲလို့ရှာနေပါလေမင်းတွဲပြီးထင်လို့လား ပြောမင်းကရှာနေတာအခုချိန်မတွေ့သေးဘူးငါနဲ့6လောက်ကညောင်းနေပြောမင်းမှရမှာပေါ့ကွာပါစပ်ပါဆိုင်ရောက်တယ် ဖုန်းမလို့ကလည်းဖြစ်တယ် ။ဖူးမလောက်ကလုံးနေတယ်ရောက်ငါ6လောက်ညောင်းနေ ရတယ်ငါမေးပေးမယ်တက်တနာမရှိဘူးမေးတဲ့ငါမြို့ခဏရောက်နေတယ် ဟုတ်ပါမလားကွာမင်းပုံစံကြည့်ရတာမျက်စိလဲလာတယ်တော်သားလေးကြာတယ် ဟေးရောက်တမင်းလေးထားကွာနားလေလားခဏနေရောက်မလေးမဆက်ပေးနာမှာ ဟာမင်းဘာလို့ပြောနေတာလဲကွာ မဆက်ရပေးနာမှာဆိုင်မှာငါပစ္စည်းဝယ်ရမှာမလေး ရှင် ဟာဟိုတဲ့ မင်းညမ အေးငါညမဒီမလေးဒီပြောက်သွားလိုက်တာဟာငါတို့တော့ဆက်တယ်မလို့ဟာဒီမှာကိုစိုးလုံးနဲ့လောက်နေလား အယောဒီမှာ ဟုတ်ဘူးကိုကြီးကလည်းဘာပြောနေရလဲဒါညီမလေးရှင်းပြမယ်အကုန်လုံးလိုက်ခဲ့လား ဘယ်ဟိုတော့ အညီမလေးဆိုင်ခွင့်တာရှိရလား ဆိုင်ရှိရလားဟုတ်ကဲ့ဟာရောက်ငါညမချမ်းသာနေတာလားမသိဘူးဟဲ့ ဟုတ်တော့တယ်ရောက် ကအဲ့လိုပဲကိုကြီး အဲ့ဒါဆိုဒီကတော့မရိုင်းတာပဲမင်းနီးပဲကွာနော် ဒီပေါ့ဟာဘာမင်းနေလဲကွာ အဲ့ဒါဆိုခိုးကညီမလေးကအဲ့ချမ်းသာတဲ့ဘိုးစီနဲ့ညာပြီးတော့ဒီဆိုင်ကိုဖွင့်ထားနိုင်တာပေါ့ ဟုတ်တယ်လေညီမလေးကအခုရန်နာမောင်များပါလားအထယ်ဆိုင်ရဲ့တထင်းမာကြီးဖြစ်နေပြီ ညီမလေးကလေဒီလောက်ချမ်းသာနေတာရွာတော့ခုမှပြန်မလာဘူး ကိုကြီးကလည်းဒီမှာလောကိစ္စလေးရှုပ်နေလို့ပါပြီးတော့ယောက်ျားကလည်းလောကိစ္စနဲ့နိုင်ငံရောက်ထွက်သွားတာဆိုတော့ဒီမှာဦးစီးမဲ့သူကမရှိဘူးလေ ရတယ်လေနောက်ပိတ်ကျကိုကြီးကိုလည်းဦးစီးပေးပါဦး ဒါနဲ့ကိုကြီးတို့ကမန်းလေးကိုဘာလာလုပ်ကြလဲ အေးရွာဘုရားဘက်တော့ဟေးဝေစားတယ်လားဝဲတာအခုဝဲကျင်တဲ့ကိုမရှိတော့ မင်းဘာလို့မဝင်ရင် ဟုတ်တယ်လေကွာမင်းပဲပြောတာလေမင်းညမငါလည်းပဲသဘောတူတာဆိုခုမင်းညမယောက်ျားသွားပြီဆိုတော့ငါမဝဲနေတော့ ဟုတ်တယ်အဲ့ဒါမင်းမမိတယ်တော့ကြာပဲကြာလာပြီကျပါလေပြဿနာမရှိဘူးမင်းရွာအယူမမြတ်တန်းကြီးကိုမင်းယူလိုက် ယူတော့ဟာဘာလို့ပြောမလဲမင်းမယူပါလားကွာ မင်းကအရင်ကနာယူ မင်းကောင်လို့လာမပြောနဲ့တော့ ယူတယ်ပြ အ ဿ ကြော နာ င်းပါတော့ကိုကြီးတို့ကလည်းမတည့်ရတူနေငယ်တော့အကျင့်နေခုချိန်នេះမပြောက်ကြသေး ဒီကောင်ကအိတ်ချင်မယ် ဘူးတဲ့နေရလားဆိုတော့ပင်မနေရောပေါ့အိမ်လိုက်နာကြအောင်လေနော် ပြတော့ဒီနာ ဟောဘုရားတော့ပြီနာ ဟုတ်လို့ဒီကြောက်လို့ဟုတ်ကြငါဂျာကြီးဖြစ်မှာ တော့ကပဲငေါ့တယ် ဟုတ်တယ်မလားရှော့လို့နေ ဟောဒီတော့ ကိုလုံးထုတ်ပြင်မှာနော်အေး ဟောဒီတော့ကပဲ သိကြ မသိဘူး ဩဟဲ့မတဲ့မင်းညမကွာနေချင်းညာစည်းကိုချမ်းသာသွားလိုက်တာဟာဒါပဲနန်းကြီးကကြားပြန်လောက်တာလား ဟဲ့မရိုင်းလိုက်ဟေ့ဒီနာမများမှာလားအထေးဆိုင်ဆိုတာ1963ခုနှစ်ကတည်းကအစတည်ရတာနှစ်ပေါင်း60ကျော်လာပြီပိုင်ဆိုင်မှုဆိုတာတော့ရှိရမှာနော်အဲ့လိုပဲလေမျိုးကောင်းရိုးကောင်းတယ်ဆိုတော့လေကောင်းသားကောင်းရတယ်နားလေလား ဩမင်းကငါ့ကိုမျိုးမကောင်းရိုးမကောင်းလို့ပြောလိုက်တာပေါ့ အော်မင်းကလည်းချင်းချင်းအဲ့တဘုံတော့ဘေးဟုတ်မလဲကွာညလေဟုတ်တယ်လည်းဟုတ်မှာပေါ့ အေးပေါ့ဟာမင်းလည်းများနေပြီတော့ရောမင်းငါငယ်လေးဆိုပြီးမင်း အားတော့ ဘာကောင်းလေးလဲကွာ ဟ
စကားကိုလိမ့်ပြီးတယ်မင်းတို့လည်းဘာကောင်းလေးလဲဟေးဟဲ့ပုံစံကြည့်ရလားဂျလီဘီလေးထင်တယ်ဟုတ်မဟုတ်ဟဲ့အနေနဲ့ဘာတော့ဆုံးမလား ဘာလို့ဆုံးမရမှာတော့ငါတို့ကမန်းလေးမှာဧည့်သည်တွေလေ ဟောပေါ်ဝဲတယ်လေဒီမနေ့ကခံထားမမှတ်သေးဘူးလားဟမ်ဟဲ့ဒီကောတော့မခံနိုင်ဘူးနော်ငါတို့မန္တလေးကိုတက်လာတယ်ကွာအမြဲတမ်းခံပြီးပြန်လာတယ်နာမည်ဆိုးကြီးတော့မဖက်ကန်တာမင်းကြောက်ရင်ကြံနေကြလားငါသွားပြီနိုင်လာဦးလေကွာနေရောက်ဆိုတော့ပို့ပြီးအားရှိတာပေါ့ကွာ နည်းပဲကြံခဲ့လိုက်ဆို လာပါကွာမင်းလည်းစကားပြပြောတာ အရင်ကဆုံးတာဘာဖြစ်လဲ ဟဲ့အောင်လေမင်းတို့လိုကောင်တွေကိုစောင်းမလာရောက်နေရမှာတော့ယောက်ျားကွာကောင်းပါတင်လား50ကွာ မင်းတို့ကငါ့ကိုစိန်ခေါ်ရအောင်မင်းတို့ကဘယ်ရောက်နေလဲဘာကောင်းနေလဲဟမ် ဘာကောင်းနေလဲလေဟာဘာလဲဒီကွာမကြီးကြမလို့ပါဘူးကွာဘာကောင်းနေလဲသိချင်းမစကြည့်ကဲကြည့်တယ် ဟဲ့မင်းတို့မကောင်းဘယ်ရလဲဟင်ငါ့ကိုဘာလာလောက်တာလဲပြော လေလေကိုမင်းပြောလိုက်ပေါ့ အော်အဲ့လားဟိုကလေဟိုကအဲ့သူ့ပဲပြောလိုက်ပါ ဟာတော်ပြီကွာမင်းတို့ညောင်ကြောက်ကြောက်တွဲချနေတယ်နော်တတ်တယ်တက်သွားမယ်နော် ဟိုလေးလေတားလေတက်ရကို သားဆိုတာမင်းရုံနဲ့ငါနဲ့ကိုသားလာနေနေနဲ့နော်ဟင်ငါမိမနဲ့မင်းဒီကျုံနဲ့ငါမိမချောတော်မော်တော်လေးနဲ့မင်းကျုံနဲ့ကို ဟုတ်ဗျာ မောင်နှမတော့မှသွားပြော အဲ့တော့မင်းသွားမိမှရမယ် ဟောဟုတ်တယ်ဗျသူ့အမေကလေဂျွာကာလာသားတွေနဲ့ဒီသားအများကြီးဖြစ်ဘူးတယ်နဲ့ကြုံကြဘူးတယ် မင်းမရိုင်းလိုက်လားဟမ်ငါမေကရွာမှာကွမ်းအောင်ပဲပန်းနိုင်ခိုင်းกว่าလူချစ်လူခင်များတယ်နားလေလားမေးပေတော့ပါသေးတယ်ငါမေကို propose လုပ်တဲ့အချိန်မှာအဲ့ဒါမှမေးပေကြတဲ့ငါ့ကိုရွေးလိုက်တာအမေကနားလေလား အဲ့အမေပေါ်တော့ရှော့ပြောမနေနဲ့ရ မနာပြောတယ်လေဘာဖြစ်လဲ အာတယ်တော့ကွာမင်းပြော ယောက်ျားတဲ့ဒီကောင်တော့စောက်မလိုက်တာ ဒါမိမရဲ့ရွာတက်လာတဲ့ကိုလေး မလေး ဩတောင်ဟုတ်မိမရဲ့အကူလား ဟုတ်တယ် အကူရှင်းလား ဟုတ်တယ် ဩ ကိုရင်းကောင် မိမနဲ့လည်းဟိုကျုပ်ချင်းမစင်တော့လေဟိုယောက်ျားလူလိမ့်နေအောင်မေးလို့အခုကျွန်တော်တောင်းပန်ပါတယ်နော် ကိုကြီးရဲ့ရွာလေးမျိုးသားကိုကြီးကမှမမြင်ဘူးလားစိတ်မဆိုးနဲ့နော် အဲ့တော့ကိုကအကြည့်ဆိုတော့ခွန်းလို့ပေးရတော့မဟုတ် ဟိုတန်းနဲ့ဟိုအကိုကြီးမန္တလေးကိုဘာလာလုပ်ကြတာ ဘူးတို့ရွာမှာပွေးရှိတယ်ဖျားပွေးရှိတယ်ဖျားပွေးတို့ကလိုအပ်တဲ့ပစ္စည်းတွေလာဝင်းနဲ့ငါလေးစီကိုဝင်လာတာမပေးဖို့ပေးလို့ရအောင်လေ အားကိုရှော့ပြောနေတာဒီကောင်တော့စားကြမရှိဘူးဝင်စားလာဝင်တော့မှတ်မိတဲ့သူ့မနဲ့ဆုံးတာ ဒါနဲ့အကိုကြီးကျွန်တော်တို့လည်းရွာဖျားပွဲတကယ်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရွာဖျားပွဲကိုလိုက်ခဲ့မယ်ကျွန်တော်တို့လည်းရွာကိုအလဲလိုက်ရင်ရွာဆက်ကလေးလည်းကြီးမှာဗျာမိမတို့လည်းလိုက်သွားမယ် ကောင်းတာဗောယောက်ျားရဲ့မိမလည်းရွာမပြန်လာကြပြီလေ ဒီရှိတော့ဘာဖျားပွေးမှာသူ့ဒီကနေဖြေတယ်ပြန်ရော အကောင်းဆုံးပေါ့ရောက်ပါကျွန်တော်အကောင်းဆုံးစီစဉ်ပေးပါ ဟိုကျွန်တော်လည်းစိတ်ဝင်စား ဒီနေ့ကမရဘူး ဘာလို့မရမှာလဲ အားသူလည်းဒီမှာ တမင်ရှော့ပြောနေတာ အဲ့ဒါဆိုအတော်ပဲပေါ့ဒီမလေးတို့ရဲ့ရန်လာပုံများမှာလားအထည်ဆိုင်ရထွက်တဲ့အထည်တွေယူရောက်ကြမယ်လေကိုကြီးရဲ့ အကြီးပြောင်ရောက်မယ် ဒါနဲ့ဖះဝဲဆိုတော့လေဘယ်ဆက်ကိုငားထားရလဲ ဆက်ကမငှားဘူးလေရွာကာလာတာတွေကမှာ ဒါဆိုရင်ဇမင်းသားမပါဘူးပေါ့ မပါဘူး ဘာမှမပူပါနဲ့ဗျာအာရွာကစပွက်တွေမင်းသားကလည်းဒီကမင်းသားတွေကနဘောဘောပြောပြီးလားအာဒီဆောင်ယူကတမျိုးပါ